မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ဆိုင်မှာရောက်တဲ့အာလူးလေးပွေပေါ့နော်အာလူးလေးပွေကြော်လေးကိုကျွန်တော်လုပ်ပြသွားမယ်ပြီးရင်ကျွန်တော်ဒီမှာအသေးစိတ်လေးတွေပြောပြပေးသွားမယ်ပေါ့နော်ကျွန်တော်တို့မျိုးပဲအာလူးလေးပွေလေးတွေကြော်ရောင်းခြင်းတဲ့သူပဲဖြစ်ဖြစ်အိမ်မှာပဲကြော်စားခြင်းတဲ့သူပဲဖြစ်ဖြစ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ပေါ့နော်အိမ်မှာလုပ်ကြည့်ပါခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးဖို့ကျွန်တော်တောင်းဆိုပါရခင်ဗျာပထမဦးဆုံးပေါ့နော်အရွယ်တော်ပေါ့အာလူအရွယ်တော်အနေတော်အလုံးလေးတွေပေါ့နော်အခုပုံမှာပြထားတဲ့အလုံးလေးတွေကိုကျွန်တော်တို့ရေလေးကိုတန်းစင်နေအောင်ဆေးရပါမယ်ကျွန်တော်တို့ကအခွန်မနွာပဲနဲ့ကျွန်တော်တို့ကတန်းကြော်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီရေကို2ထပ်3ထပ်သေချာဆေးပြရပါတယ်အပျော်ပါတရားကအာလူလုံးလေးတွေကိုလည်းကျွန်တော်တို့ရေစိမ်ထားပြီးရင်တော့ကျွန်တော်တို့အာလူလေးတွေကိုကျွန်တော်တို့တုတ်ကလေးထိုးပြီးပေါ့နော်အာလူလက်ဆက်တဲကိုထည့်ရပါမယ်ခင်ဗျာခုလိုမျိုးအာလူလေးကိုယူပြီးတော့ကျွန်တော်တို့ဒီတုတ်ထိုးမယ်ပေါ့နော်ဒီတုတ်လေးကကျွန်တော်တို့18လမ်းတန်စည်းမှာလည်းဝယ်လို့ရပါတယ်တုတ်ထိုးတဲ့အခါမှာကျွန်တော်တို့ဒီအာလူရဲ့ညီအောင်ထိုးဖို့လိုတယ်ပေါ့နော်ကျွန်တော်အဲ့ဒါအရေးကြီးပါတယ်မဟုတ်ရင်ဒီအာလူဆက်တဲ့ထည့်တဲ့အခါမှာခက်ခဲရှိပါတယ်ပြီးရင်ကျွန်တော်တို့ဒီအာလူလေးကိုအခုလိုမျိုးလှည့်ပါမယ်တုတ်ထိုးတဲ့အခါမှာတုတ်ကဒီမတည့်ဘူးဆိုရင်ပေါ့နော်ဒီလိုလှည့်တဲ့အခါမှာအာလူတွေကလှလှလေးမထွက်တော့ဘူးပေါ့နော်ပြီးရင်အခုလိုမျိုးကျွန်တော်တို့ဒီအာလူလေးတွေကိုဒီတုတ်ရဲ့ထိတ်ဒီမှာအချွန်လေးရှိပေါ့နော်အဲ့အချွန်လေးကိုရအောင်ပုံမယ်ပို့ပြီးအဲ့အချွန်လေးနဲ့ကျွန်တော်တို့ထိုးဆိုင်ထားပြီးအောက်ကိုဆွဲတဲ့ခါကျရင်လိုက်မပါတော့ဘူးပေါ့နော်ထိုးဆိုင်ထားပြီးတော့ကျွန်တော်တို့ဖြည်းဖြည်းချင်းလှလှလေးဆွဲပြီးတော့ချပါမယ်အဲ့မှာဆွဲချတဲ့ခါကျမှလည်းမဆွဲတတ်ရင်ပေါ့နော်တချို့ကကြတော့မဆွဲတတ်တော့အာလူးလေးကမကြီးလာပဲနဲ့ဘူးတိုလေးဖြစ်သွားတတ်တယ်အဲ့လိုမျိုးညီညီလေးနဲ့မပြတ်သွားအောင်လည်းတခြားထိမ့်ပြီးဆွဲရတာပေါ့နော်ဒါကတော့လုံရင်းနဲ့ဒီတက်လာပါလိမ့်မယ်လှည့်တဲ့အခါမှာလည်းကျွန်တော်တို့လက်ကအပေါ်ကနေဖိပြီးတော့ပေါ့နော်လှည့်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်ခင်ဗျနောက်တစ်ခေါက်ကျွန်တော်ပြပေးမယ်နော်အာလူတုပ်လေးတွေဝဲတဲ့နေရာဒီအာလူလက်ဆက်ဝဲတဲ့နေရာလေးတွေကိုလည်းသိချင်ရင်ကျွန်တော်မှာ comment မှာလာပြီးမေးလို့ရပါတယ်ကျွန်တော်ပြပေးမယ်နော်ဒီအာလူလဲတဲ့နာကတော့ဒီအာလူတုပ်ကနေကျွန်တော်တို့ခုလိုမျိုးလေးပေါ့နော်အာလူလေးကိုလှအောင်ပုံဖော်တဲ့နေရာလေးကတော့အရေးကြီးပါတယ်ဒီအာလူတစ်လုံးနဲ့ပဲပေါ့နော်ကျွန်တော်တို့ကသုံးတာဖြစ်တယ်ပြီးတဲ့အချိန်ကျတော့ဒီကျွန်တော်တို့ဒီလိုမျိုးအာလူလေးတွေကိုဒီလိုပုံဖော်ပြီးရောင်းတာကအာလူချောင်းကြော်ရောင်းတာထက်ကိုပိုရောင်းရပါတယ်လူတိုင်းလည်းမရှိတော့လေဈေးကွက်ကကိုယ့်အတွက်ပိုကျယ်ပြန့်ပါတယ်စားတဲ့သူလည်းဒီအရသာလည်းပိုရှိတယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့တီထွင်ညံနဲ့ပေါ့နော်ဒီဈေးကွက်ကိုထိုးဖောက်ဖို့ဆိုရင်လည်းဒါစမ်းသစ်တဲ့ idea design လေးလည်းဖြစ်ပါတယ်အခုမှစပြီးတော့ကျွန်တော်တို့ဒီလိုမျိုး street food တွေရောင်းချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီကိုယ်ပိုင်လုပ်ငန်းလေးတွေပေါ့နော်ဝန်ထမ်းဘဝကနေထွက်ပြီးတော့ဒီကိုယ်ပိုင်လုပ်ငန်းလေးစလုပ်ချင်တဲ့သူပဲဖြစ်ဖြစ်ကျွန်တော်ဒီဗီဒီယိုလေးကိုတေချာလေးကြည့်ပြီးတော့လုပ်ပြီးတော့ရောင်းရင်ရောင်းရမှာသိကြပါတယ်ခင်ဗျာကျွန်တော်တို့ဒီအကြော်ကန်ထဲကိုကျွန်တော်စီထည့်ပါမယ်စီကတော့ဒီအာလူတစ်ချောင်းမြုပ်စာလောက်ဆိုရင်ရပါတယ်ကန်ကတော့ကျွန်တော်တို့ဒီလေအာလူကကျွန်တော်တို့အရှိဆိုတော့လေအာလူအရှိဆန့်မဲ့ကန်မျိုးကိုရှာဝယ်ဖို့လိုပါတယ်ဒီကန်ဒီအကြော်ကန်လေးဆိုရင်ကျွန်တော်တို့ဒီပေါ့ပါလည်းဖြစ်တယ်အရှိလည်းရှိတယ်ပေါ့နော်ပြီးတဲ့ချိန်ကျတော့ဒီအာလူအနည်းဆုံး၄ချောင်းလောက်ကတော့ကျွန်တော်တို့ကောင်းကောင်းကြော်လို့ရပါတယ်စီကိုတော့အာလူတစ်ချောင်းမြုပ်တဲ့အထိထည့်ပေါ့နော်ပြီးရင်ကျွန်တော်တို့မီးပူပေးပါစီချက်ပြီးတဲ့အချိန်ကျမှပဲကြော်မှအဆင်ပြေပါတယ်မဟုတ်ရင်အာလူကမုံနစ်တွေကပ်ပြီးတော့ကြော်တာဖြစ်တဲ့အတွက်အာလူဒီမှာကတ်ထားတဲ့မုံနစ်တွေကအရေးပြောသွားနိုင်တယ်ပေါ့နော်လှည့်ပြီးသားအာလူချောင်းလေးတွေကိုအခုလိုမျိုးမုံနစ်ထဲမှာပေါ့နော်နှံ့နေအောင်ပေါ့ဒီအရသာတွေဒီမှာကတ်သွားအောင်ကျွန်တော်တို့ဒီမှာဒီမုံနစ်ထဲကိုနှစ်ပြီးတော့ကျွန်တော်တို့ဒီစီဘူးလေးကိုထည့်ပြီးကြော်ပါမယ်ဒီမှာမုံနစ်ဖြော်နီးလေးကိုတစ်ချက်ပြောရရင်တော့ကျွန်တော်တို့ဒီမုံနစ်ကဂျုံမုံပါတယ်ကြက်ဥပါပါတယ်ပြီးတော့ကျွန်တော်ရောင်တင်မုတ်ပါတယ်စားပါပါတယ်ခင်ဗျာဒီမုံနစ်ကမပြစ်မကျဲအနေထားလေးကြော်မှာပဲအဆင်ပြေတာပါရွှေဝါရောင်တန်းတော့အာလူလေးကိုကြော်ပြီးရင်တော့ကျွန်တော်တို့ဒီအရသာရှိတဲ့အာလူကြော်လေးရပါပြီမီးကိုလည်းအရန်မပြင်းအရန်မပြောတဲ့ဟာမျိုးမှအဆင်ပြေမှာပါမဟုတ်ရင်အာလူကအတွင်းထဲကမချက်ပဲအပြင်ကနေလည်းတူးသွားတတ်ပါတယ်အခုလိုမျိုးရွှေဝါရောင်တန်းပြီးမမတောင်းကျွတ်ကျွတ်ကလေးဖြစ်တဲ့ဒီကြော်ပေးတော့ပို့အဆင်ပြေပါတယ်အယောင်လေးရင့်ဝိုင်းတော့ပို့စားလို့ကောင်းပါတယ်အယောင်ရင့်တာတဲ့လွန်ဝိုင်းတော့တူးသွားနိုင်ပါတယ်ခင်ဗျာအရသာခါသွားနိုင်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီမယိုနီစ်လေးစမ်းမယ်ကျွန်တော်တို့တိုမာတိုကက်ချက်ပေါ့နော်ခရမ်းချင်သီးဆော်လေးတွေအပွားနေခုလိုမျိုးလှလှလေးစမ်းပေးရပါမယ်
ဒီမှာတတိထားဖို့ကနှစ်ခုလုံးကအချင်းတက်ပါတဲ့အတွက်အဲ့မှာဟိုအချင်းတက်တိတ်မကြိုက်တဲ့သူဆိုရင်တော့ဒီ mayonnaise နဲ့ခန်းကျင်သည့် sauce ကိုရှော့ပြီးဆန်ပေးဖို့လိုပါတယ်ပြီးတော့ကိုကရောင်းတန်းဝင်လောက်မှာဖြစ်တဲ့အတွက်အခုလိုမျိုးလှလှလေးကိုကစမ်းတက်ဖို့လည်းလိုပါတယ်ပြီးရင်ကျွန်တော်တို့မာလာရတာကြိုက်တဲ့သူအတွက်မာလာအမုံလေးကိုအခုလိုမျိုးနှံ့နေအောင်ဖြူပေးရပါမယ်အချိုစားခြင်းတဲ့သူကတော့ဖြူစရာမလိုပါဘူးခင်ဗျာဒီမှာငရုတ်ကောင်းလေးတွေဖြူပြီးစားလို့လည်းရပါတယ်အရသာရှိပြီးတော့အခုလိုမျိုးဒီရောင်းတန်းဝင်ပေါ့နော်လှလဲလှမယ်အရသာလည်းအရန်ရှိမယ်ကျွတ်ပြီးတော့မွေးပြီးတော့မာလာနှံ့တင်းတင်းလေးနဲ့ဒီဆက်လေးနဲ့ပေါ့နော်အာလူကြော်အရသာရှိလေးရပါပြီဒီအာလူကြော်လေးကိုစားလိုက်ရင်ကျွန်တော်တို့အတွင်းသားလေးကနူးညံ့ပြီးအပြင်ကကျွတ်လေးနဲ့ပေါ့နော်ပါဇက်ကကိုက်လိုက်တာနဲ့အကုန်လုံးကစိတ်ဝင်သွားပြီးတော့ဒီအပေါ်က mayonnaise ရဲ့ခန်းကျင်သီးဆော့ရဲ့အရသာရဲ့အထက်ကအာလူရသာရဲ့ပြီးအပေါ်ကမာလာမုတ်ဖြူထားတဲ့ဆက်အရသာရဲ့ဆိုတော်တော်လေးကိုအရသာရှိပါတယ်ခင်ဗျာကျွန်တော်တို့ဒီတရေစားလိုပဲစားကျွန်တော်တို့ဒီထမင်းနဲ့ပဲစားတော်တော်လေးကိုအရသာရှိတဲ့အာလူကြော်လေးပါဒီအာလူကြော်လေးကကျွန်တော်ဆိုင်မှာဆိုအရောင်းအဆုံး item ဖြစ်ပါတယ်ကျွန်တော်ပွဲတွေမှာဆိုရင်ဒီအာလူကြော်အရင်တစ်ခေါက်ကဆိုရင်ကျွန်တော်တို့ဒီရန်ကုန်တိတ်ဆန်ဥယျာဉ်တို့ကျွန်တော်တို့ကန်တော်ကြီးတို့မှာရောင်းတဲ့ပွဲမှာဆိုရင်အာလူကြည့်ပဲကျွန်တော်အလုံး2000 3000နေရောင်းရတဲ့အခါကြီးလည်းရှိပါတယ်ကျွန်တော်အာလူတစ်မျိုးနဲ့ပေါ့နော်30 40လောက်ထိရောင်းရတဲ့ပွဲတွေလည်းအများကြီးရှိပါတယ်ခင်ဗျာလက်ရှိလည်းအခုလိုမျိုးအာလူလေးကြော်ရောင်းပြီးတော့ကျွန်တော်တို့ဒီရန်ကုန်မြို့မှာရှိတဲ့ဈေးဝယ်စင်တာတွေပွဲတွေပေါ့နော်ပြီးအထင်ကြီးနေရာတွေမှာကျွန်တော်ဆိုင်လေးရှိပါတယ်မိတ်ဆွေတို့လည်းကျွန်တော်လိုဝယ်ပေါ့နော်ဒီလိုမျိုးအာလူလေးပွေလေးစမ်းတက်တဲ့ဒီလိုနီးလေးနဲ့အရသာရှိကြော်ရောင်းနိုင်အောင်လို့ကျွန်တော်မျှဝေတာဖြစ်ပါတယ်သိချင်တာရှိရင်လည်းကျွန်တော် comment မှာလာရောက်ပြီးတော့မေးလို့ရပါတယ်ဒီသူများတွေအားလုံးလည်းသိအောင်လို့ပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးကို share ပေးပါပြီးရချင်းကြတော့ကျွန်တော် channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ